ရပြီတင်လည်းမတင်တော့မောင်းလည်းမောင်းတော့ အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့အိမ်ကမမချောကိုတရက်တည်းနဲ့အကျွမ်းချင်းကောင်းမွန်တက်သွားအောင်စိတ်ရှိနဲ့သင်သွားပေးမှာဖြစ်ပါတယ်โอเคမမချောကားစမောင်းတော့မှဆိုရင်ကားတစ်စီးလုံးကရေကြီးဆုံးအရာပါလဲ ကာစီ ကားစီနေပြောမှငါသိလားကားစီဖြစ်ပြမလားကားဘလိတ်ပေါ့ရေကြုံဖြစ်လာရင်ကားဘလိတ်နေရမှာပေါ့ကားပေါ်စားရပြီဆိုရင်ကားမထွက်ခင်ဘာတွေကိုညင်လို့ရမလဲသိလား ကာစီရှိလားမရှိလားကြည့်ရမယ် ဟမ်ကားစီရှိလားမရှိဘူးလားကြည့်ရမယ်နေပြောမှငါသိလားကားစီရှိလားမရှိလားကြည့်ရမယ်ကားဆက်နှိုးမရမှာပေါ့ကားဆက်နှိုးမှကားသွားမှာပေါ့ကြောဆက်နှိုးနေကားစီတစ်မျိုးပဲသိလားကျန်တဲ့ဟာလည်းမသိတော့ဘူးလားနိုးကဲဆက်နှိုးအေးကားဆက်နှိုးသွားပြီဆိုတော့ကားရဲ့ထားဘယ်လိုလဲဆိုတော့ကလက်နင်းကြီးရထိုးပြီးတော့လေပါလေးပုတ်ပြီးတော့ထွက်ရမှာပေါ့နော်လေပါလေးပုတ်ကြည့်တန်းဘာလုံးနေလဲလေပါနေဒီပုံမှာရှိတယ်ဘယ်သူပြောလဲလေပါအောက်မှာညာခြေထောက်ဘက်မှာလေပါ ရပြီတင်လည်းမတင်တော့မောင်းလည်းမောင်းတော့ ဟာလာလေးစိတ်ရှိနေသိပေးမယ်လေဟာမမချောလာလေးစိတ်ရှိနေသိပေးမယ်လေ